ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ဘေးကင်းသောအပျော်နဲ့တင့်တယ်သောဘဝလူသားတိုင်းမှာဘဝရည်မှန်းချက်တွေရှိကြပါတယ်အဲ့ဒီရည်မှန်းချက်တွေပြည့်ဖို့ရအတွက်အတွေးအခေါ်ပေါ်မှာလည်းမူတည်ပါတယ်မြင့်မြင့်တွေးတတ်ခြင်းသည်ဘဝမျက်မှာဖို့အထောက်အကူဖြစ်စေပါတယ်မြင့်မြင့်တွေးတယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးတွေမြင့်တက်လာစေဖို့မိမိကိုလူထင်သေးအမြင်သေးမဖြစ်စေဖို့အတွက်ကိုယ့်ရဲ့ကိုယ်အမှုအရာပဲလို့ပြုမှုမယ်နှုတ်အမှုအရာအဖြစ်ပဲလို့ပြောဆိုမယ်စသည်ဖြင့်မိမိကိုယ်ကိုစရိုက်လက္ခဏာအမှုအကျင့်ပိုင်းကစပြီးပြုပြင်ဖို့တွေးခေါ်နေခြင်းမျိုးပါပဲစိတ်နေစိတ်ထားမြင့်ရင်အမှုအရာတွေပါမြင့်မြတ်လာမယ်။ဂုဏ်သိက္ခာပိုင်းပါတိုးတက်လာမှာမလွဲပါပဲ။ဒီလိုစိတ်နေစိတ်ထားအပြုအမူတွေနဲ့ပဲဘဝတွေကိုတည်ဆောက်ကြရတာပါ။အောင်မြင်မှုစီဥတည်သွားနေကြတဲ့စ조사နေသူတိုင်းမအောင်မြင်ခင်လက်ရှိပြုမှုနေတဲ့အပြုအမူတွေနဲ့ပြောဆိုနေတဲ့စကားတွေကပဲကိုယ်အနာဂတ်ကိုယ့်ရဲ့အောင်မြင်မှုအုံမြင့်တွေလေကထစ်တွေဖြစ်သွားကြတာပါတဲ့ကိုယ့်ရဲ့အပြုအမူအပြောဆိုစိတ်နေစိတ်ထားအတွေးအခေါ်နဲ့ဉာဏ်ပညာစတဲ့အရာတွေကိုပဲလူတွေကကြည့်ပြီးဆက်ဆံသွားကြတာနေရာတွေပေးသွားကြတာပါဒါတွေဟာကိုယ့်ရဲ့ကိုယ်ရီကိုယ်သွေးတွေပါပဲကိုယ်ရီကိုယ်သွေးမြင့်ရင်ဘဝမြင့်လာမယ်ကိုယ်ရီကိုယ်သွေးနှိမ့်နေသေးရင်ဘဝနှိမ့်နေအောင်မှာပါပဲခံစားချက်နဲ့လူသားဖြစ်တဲ့အတွက်အလုတ်ပြီးအလုတ်တာဝန်ပြီးတာဝန်ဆိုတာမျိုးနဲ့ပဲအချိန်မကုန်နိုင်တာတဘာဝပါဒါကြောင့်ကိုဘဝခီးကိုသွားနေချိန်ဘဝတိုက်ပွဲကိုတိုင်းနေရချိန်မှာစိတ်သက်သာရာရချင်တဲ့အတွက်အပျော်ပါးလေးတော့ရှာတတ်ကြပါတယ်အဲ့ဒီလိုကိုယ့်ရဲ့ပျော်ရွှင်မှုကိုစဉ်းစားလိုက်ချိန်မှာသတိထားတဲ့နာကတော့ကိုချတဲ့အပျော်ဟာတဲ့နောက်တစ်ချိန်မှာဝန်ထုတ်ပြန်ပြီးစေမဲ့အပျော်မျိုးမဖြစ်ဖို့နောက်တစ်ချိန်မှာနောင်တပြန်ရစေနိုင်မဲ့အတိုင်းအတာလွန်အပျော်မျိုးမဖြစ်ဖို့ပါပဲစီကန်းရှိတဲ့အပျော်မျိုးတင်းတင်းမြတ်တာတဲ့အပျော်မျိုးဖြစ်တဲ့ပါတယ်အပျော်မရှိရဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့ကိုယ့်ရဲ့အန်ဒီရဲ့ဖြစ်စေလောက်တဲ့အပျော်မျိုးကိုယ်ကုံသိက္ခာနဲ့ဘဝပုံရိပ်ကိုထိခိုက်စေမဲ့အပျော်မျိုးတွေမဖြစ်စေဖို့တတိထားတဲ့နာပါကိုချောက်နေတဲ့ဘဝခရီးကရှေ့မှာအများကြီးရှိနေသေးတယ်လေတင့်တယ်တော့ဂုဏ်သိက္ခာရှိတော့ဆိုတဲ့ဘဝမျိုးတွေဖြစ်လာစေဖို့တတိထားတဲ့သဘောပါတဲ့ဘာမဟုတ်တာလေးကြောင့်လေကိုယ်အနာဂတ်ကိုထိခိုက်သွားရတဲ့တာရကတွေများစွာရှိနေတာမလားတဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုငွေကုန်ကြေးကျများပြီးမှရတာမျိုးသို့မဟုတ်ပျော်ပြီးကိုယ်ပင်ပန်းစိတ်ပင်ပန်းဖြစ်စေရတာမျိုးတွေမဖြစ်သင့်ဘူးပေါ့ကိုယ်အောင်မြင်မှုကိုထိခိုက်စေသောပျော်ရွှင်မှုမျိုးတွေလည်းမဖြစ်စေဖို့တတိထားရပါမယ်သို့မဟုတ်ကိုဘဝရဲ့အရေးပါတဲ့အချိန်တွေထဲမှာအပျော်အတွက်အချိန်ယူတာများသွားတဲ့အတွက်အလုပ်ကိုထိခိုက်လောက်အောင်ဖြစ်သွားတာမျိုးတွေကိုဆင်ခြင်ရပါမယ်အလုပ်ဆိုတာဘဝပဲဒါကြောင့်အလုပ်ကိုထိခိုက်လာရင်ဘဝကိုလည်းထိခိုက်တော့တာပါပဲကိုဘန်းတိုင်ကရောက်ဖို့လိုနေသေးတယ်ဆိုရင်ခဏတော့သိခံရမှာပါပဲကိုဘန်းတိုင်ကိုရောက်တဲ့အချိန်ရည်ရွယ်ချက်တွေပြည့်တဲ့အချိန်ခါမျိုးကြစိတ်တိုင်းကြဘဝကိုပုံစံချလို့ရတာပါပဲအပျော်အတွက်ဘဝအတွက်မြတ်တစွာအချိန်တွေသုံးစွဲသွားနိုင်အောင်မှာပါလိုချင်တဲ့နေရာရောက်သွားချိန်ကြရင်အမှန်ကိုမြင်လာပါလိမ့်မယ်။အဲ့ဒီအချိန်ကြရင်ဘဝအတွက်အပျော်ဆိုတာစိတ်ကန်းနဲ့အတိုင်းအတာတစ်ခုလောက်ပဲလိုအပ်ပြီးဘဝကအတိကကြတယ်ဆိုတာကိုလည်းအတွေ့အကြုံအရာသိလာပါလိမ့်မယ်။အတိတ်ပဲရှိသောအလုပ်တွေနဲ့ပျော်တတ်လာပါလိမ့်မယ်။ဥပမာလူတန်းပေးကမ်းခြင်းလိုအပ်တဲ့နေရာတွေမှာအကူအညီပေးခြင်းစတဲ့လောကအတွက်ကောင်းကျိုးတစ်ခုခုဆောင်ရွက်နေရတာမျိုးကိုပျော်တတ်လာပါလိမ့်မယ်ရင်းကျက်လာတဲ့အခါငွေလည်းအတိတ်ပဲလည်းရှိအန်ဒီရယ်လည်းကင်းအေးချမ်းမှုကိုလည်းပံ့ပိုးတဲ့အလုပ်မျိုးတွေနဲ့ပျော်တတ်လာပါလိမ့်မယ်လိုချင်တဲ့အချိန်တိုင်းရနိုင်တဲ့အေးချမ်းတဲ့ပျော်ရွှင်မှုမျိုးတွေယူတတ်လာပါလိမ့်မယ်
ကာမဂုဏ်အာယုန်နဲ့ပျော်ပါတာတွေကအပူတွေနောက်ဆက်တွဲပါလာတက်လေတော့ကာမဂုဏ်အပျော်တွေလျှော့လာပြီးစစ်မှန်တဲ့တည်ငြိမ်တဲ့တရားနဲ့အညီပျော်ရွှင်တတ်တဲ့နေနည်းထိုင်နည်းတွေရလာပါလိမ့်မယ်အတိတ်ပဲရှိတဲ့ဘဝကိုပိုင်ဆိုင်ထားရတာမှရည်ချီပျော်နိုင်တဲ့အပျော်မျိုးပါဘဝတိုးတက်လန်းတွေအတွက်လည်းအစွမ်းကုန်စူးစမ်းတယ်ပြည့်ရည်ချင်းမချီအမြဲတက်ကြွနေစေဖို့ကြိုးစားတယ်။ဘဝအတွက်လိုအပ်တာတွေလေ့လာစီးပူးရင်အချိန်ကိုအကျိုးရှိစွာအသုံးချရတယ်။လောကီကျိုးလောကုတ္တရာအကျိုးများတာစွာရရှိနေစေဖို့ကြိုးစားရတယ်။ဒီလိုလူမျိုးမှတည်ငြိမ်တဲ့စစ်မှန်တဲ့အပျော်မျိုးရှိနေတတ်ပါတယ်။ဘဝကလည်းတင်းတယ်တဲ့ဂုံတိတ်ခါလည်းရှိတယ်မိမိသူတစ်ပါးအကျိုးရှိစေသောနေနည်းနဲ့နေထိုင်နေဘဝဟန်ချမ်းကြီးနေတဲ့အတွက်အေးချမ်းတဲ့အပျော်ကိုအမြဲရနေမှာမလွဲပါပဲဒါကြောင့်ဘေးကင်းတဲ့အပျော်မျိုးနဲ့တင့်တယ်တဲ့ဘဝတွေပိုင်ဆိုင်ဖို့ကြိုးစားသင့်ပါကြောင်းရေးသားလိုက်ရပါတယ်အားလုံးဘေးကင်းချမ်းမာ၍လိုရာဗန်းတိုင်ဆုတ်ခူးနိုင်ကြပြီးပျော်ရွှင်အေးချမ်းကြပါစေရှင်